အားလုံးပဲမင်္ဂလာပါအခုကတော့ဒီနေ့ကစင်ကာပူမတ်မှာရှိတဲ့သင်ခန်းစာပုဒ်စာလေးကိုဖတ်ပြမှာပေါ့နော်ဖတ်ပြရင်လည်းရှင်းပြပေးသွားပါမယ်အခုက question number 1ပန်းနီးမှာဘယ်လောက်ရှိလဲပန်ဆယ်က14ချောင်းရှိတယ်ပြီးတော့နောက်တစ်ခုကသူကဘသူ့ကိုပေးလိုက်လဲဆိုရင်ဒီမှာဂျိန်းကိုပေးလိုက်တယ်ဘယ်လောက်ပေးလိုက်လဲ2ပန်ဆယ်ပေးလိုက်တယ်အဲ့လိုပေးလိုက်တဲ့အခါမှာသူတို့နှစ်ယောက်စလုံးမှာ same number of pencil အရေအတွက်တူတူဖြစ်သွားပြီ how many pencil does the Jane have at first မိကွာကြပါမိတာလဲဆိုတော့ Jane မှာအဲ့ဒါဆိုရင်အရင်တော့ pencil ဘယ်လောက်ရှိလဲလို့မေးတာဟုတ်တယ်နော်အဲ့တော့နာမည်ပါဒီမှာရှိတဲ့သူတွေက Fanny ဒါဆိုချတွက်ကြည့်မယ်နော် Fanny ဒါဆိုရင်နောက်တစ်ယောက်ကကြဘာတူလဲ Jane ကဲဟုတ်ပြီဒါဆိုရင်ဘယ်သူကပေးလိုက်တာလဲ Fanny ကပေးလိုက်တာ Fanny မှာဘယ်လောက်ရှိတယ်လဲ pencil အားလုံးပေါင်း14ချောင်းရှိတယ် okay အဲ့ဒါဆိုသူဘယ်လောက်ပေးလိုက်လဲသူက2ပေးလိုက်တာဒါဆိုရင်2ကဘယ်ကိုရောက်သွားမှာလဲဆို Jane စီကိုရောက်သွားမှာ Jane ကသူ့စီက2ကိုရလာတဲ့အတွက်ကြောင့်မလို့သူတို့နှစ်ယောက်ဒီ same number ဖြစ်သွားတယ်တဲ့ဒါဆိုရင်ဒီဥစ္စာမရှိတော့မယ့်ဟာဖြစ်တဲ့အတွက်သူ့ကိုငကိုတွေကထည့်ထားပြီးတော့ same number ဆိုဒီကိုပို့လိုက်မယ်နော်2ကဲဒါဆိုကြည့်ကြည့်မယ်ဒီမှာကဘယ်လောက်လဲ14နဲ့မှာဘယ်လောက်လျော့သွားလဲ2လျော့သွားတယ်ဒါဆိုရင် Fanny မှာဘယ်လောက်ကျန်ခဲ့လဲလို့မင်း12 pencil ကျန်ခဲ့မယ်ကဲဒါဆိုရင်ဒီဘက်က2ကဒီမှာ Jane စီကိုရောက်လာပြီ Jane ကじゃဘယ်လောက်ဖြစ်သွားမလဲဒါဆိုရင်ဒီမှာကျန်တာက12ဆိုရင်ဒီမှာ Fanny က12 left Jane မှာလည်း12 left 12ရှိသွားမှာပေါ့နော်ဟုတ်တယ်လားဒါပါတဲ့အတွက်ပါနော်ကဲဒါဆိုလို့ရှိရင်ကြည့်လိုက်မယ်အဲ့ဆိုရင်သူတို့နှစ်ယောက်စလုံးအရေအတွက်တူသွားပြီအပေါ်နဲ့အောက်နဲ့အတူတူပဲဖြစ်သွားပြီသူတို့နှစ်ယောက်ကနော်အဲ့ဆို Fanny ကလည်း12 Jane ကလည်း12 okay ဒါဆိုလို့ရှိရင်မေးချင်တဲ့မိကွာကြ Jane မှာပထမတော့ at first ကဘယ်လောက်ရှိလဲလို့မေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကအကေးသာ D2 ကိုသူမရဘူးဆိုရင်သူက12ထက်ရော့နေမှာပဲဟုတ်တယ်နော်အဲ့တော့12တဲ့ကနေသူ့စီကိုဝင်လာတဲ့2ကိုပြန်နှုတ်ကြည့်လိုက်မယ်ဆိုရင်သူမှာဘယ်လောက်ရှိလဲ10 okay ဒါဆိုရင် Jane has 10 pencils at first အဲ့ဆိုသူမအရင်ကဘယ်လောက်ရှိခဲ့လဲ10 pencil ရှိရလို့ပြောလို့ရတယ်နော်ဟုတ်ကဲ့ပါ